တရားကြီးကျိုးသွားပြီကိုရီးယားဆိုင်နေမှာဒီထဲမှာထွက်ပြေးနေတာကိုခြေကိုတော်နေမရဘူးလုံးဝအကွဲမန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတို့ဆိုင်ကတော့တော်ကိုအချင်းကြီးစိုးပြီးတော့ရှစ်ဖတ်ပြမဟုတ်လမ်းလိုက်တာအကွဲနဲ့ကိုရီးယားကြောက်အားလန့်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှမ်းမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှန်းမသိဘူးဒီကြီးတွေလည်းပြေးမယ်ဘယ်လိုခုံဆင်းရတော့မှလို့ပြေးရမှာလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တရားအဟောင်းကြီးရပါမြေကြီးတွေကိုကဆိုင်ခန်းထဲမှာရောက်နေတာ